လူတွေကြားလဲမှာရှိနေပေမဲ့ကိုကပဲအမြဲဖဲထုတ်ခံထားရတယ်လို့ခံစားနေရလားတင့်စကားကိုဘယ်သူမှအလေးမထားဘူးလို့ထင်နေရင်အဲ့ဒါတင်ရိုးဆိုးလို့မဟုတ်ပါဘူးတကယ်အကြောင်းရင်းကိုဒီနေ့ကျွန်တော်ဖွင့်ဟပြောပြသွားပါမယ်လူတွေကကိုယ့်ကိုအလေးမထားဘူးတန်ဖိုးမထားဘူးလို့ခံစားနေတဲ့အခါကျွန်တော်တို့အရင်ဆုံးအဖြစ်တင်မိတာကကိုယ့်ရဲ့ရုပ်ရည်တွင်ပင်ကိုပါငါရုပ်ကတိတ်မခန့်လို့လားငါကတိတ်လှမနေလို့လားဒါမှမဟုတ်ငါကစင်းရဲလို့လားဆိုပြီးအပြင်းပန်းအရာတွေကိုပဲလိုက်ကြည့်မိတဲ့ကြောင်ရတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒါဟာအမားကြီးတစ်ခုပါလူတယောက်ရဲ့ဆွဲဆောင်မှုဆိုတာရုပ်ရည်မှတင်ရက်တက်မနေပါဘူးတကယ်လက်တွေ့လောကမှာလူတွေတင့်ကိုလစ်လျူရှုနေတာတင့်စကားကိုအရာမသွင်းတာဟာရုပ်ကြောင့်မဟုတ်ပဲတင်ကိုယ်တိုင်မတိလိုက်ပဲပြုမှုနေတဲ့တင့်ရဲ့စိတ်နေစိတ်ထားနဲ့ရက်တီချက်ကြောင့်တာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့တင်ဟာလူတိုင်းအပေါ်အားနာလွန်နေသလားဆိုတာပြန်ဆန်းစစ်ကြည့်ပါလူတိုင်းကိုလိုက်ပြီးစိတ်ကျေနပ်အောင်ထားတာအမြဲတမ်းပြုံးပြနေတာဘသူကဘာခိုင်းဟုတ်ကဲ့လို့ပဲပြောနေတာဟာတစ်ဖက်လူအတွက်တော့တင်ဟာတန်ဖိုးနေတဲ့လူတယောက်လိုဖြစ်သွားစီပါတယ်လူတွေဟာခက်ခဲရယူရတဲ့အရာကိုပဲတန်ဖိုးထားချက်ကြပါတယ်တင်ကအမြဲတမ်းသူတို့အတွက်အစင်သင့်ရှိနေတဲ့အခါတင်ကအမြဲတမ်းအလွတ်ပေးနေတဲ့အခါသူတို့စိတ်ထဲမှာတင့်ကိုအလေးထားရမယ်လို့မထင်တော့ပါဘူးတင်ကအရန်ရလွေနေရင်တင့်ရဲ့တန်ဖိုးကသူတို့မျက်လုံးထဲမှာအလိုကျဆင်းသွားတာပါနောက်တစ်ချက်ကတော့ကိုတန်ဖိုးမထားတာပါပဲဒါဟာစကလုံးအရာရိုးရှင်းပြီမဲ့လက်တွေမှာတော့အရန်ပြင်းထန်ပါရဲ့တင်ကိုယ်တိုင်ကတင့်ရဲ့အချိန်တွေကိုအလာဟထဖြုံးတီးနေမယ်ဆိုရင်တင့်ရဲ့ဝါသနာနဲ့ရည်မှန်းချက်တွေကိုပြစ်ပယ်ထားမယ်ဆိုရင်တခြားသူတွေကလည်းတင့်ကိုအလေးမထားမှာမဟုတ်ပါဘူးလူတယောက်ဟာကိုယ့်ခြေတောင်ပရိုကိုရက်တီနိုင်ပြီးကိုယ်မှာကိုယ်ပိုင်မူဝါဒရှိနေတဲ့အခါမှာပဲတခြားသူတွေရဲ့လေးစားမှုကိုရရှိတာမှာတင်ဟာတတဘာရဲ့အရေးအောက်မှာပဲခိုးလုံနေပြီးသူတို့ခင်းပေးတဲ့လမ်းအတိုင်းပဲလိုက်ရှောင်နေမယ်ဆိုရင်တင်ဟာသူတို့အတွက်နောက်လိုက်တစ်ခုထဲမပူတော့ပါဘူးလူတွေတင့်ကိုအလေးမထားရတဲ့လှူရှိုးကတင့်ရဲ့စွမ်းအင်မှရှိပါတယ်တင်ဟာအငြင်းတန်းညီညိုနေတဲ့လားဒါမှမဟုတ်ကိုယုံကြည်မှုမရှိပဲခေါင်းကုန်ပြီးနေတဲ့လားလူတွေဟာအားအင်ရှိတဲ့သူအကောင်းမြင်စိတ်ရှိတဲ့သူနဲ့ကိုယုံကြည်မှုအပြည့်ရှိတဲ့သူနောက်ကိုပဲလိုက်ချင်ကြတာပါတင်ဟာရုပ်ဆိုးခြင်းဆိုပါစေဒါပေမဲ့တင့်မှာခိုင်မာတဲ့ရည်တည်ချက်ရှိရင်တင့်စကားမှာအလေးအနက်ရှိရင်လူတွေကတင့်ကိုဖယ်ထောက်လို့မရတော့ပါဘူးဒါကြောင့်အခုကစပြီးတင့်ရဲ့ရုပ်ရည်ကိုအပြစ်တင်တာရက်လိုက်ပါတင့်ရဲ့အတွင်းစိတ်ကရည်တည်ချက်ကိုအရင်ဆုံးပြင်ဆင်ရပါမယ်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်အရင်သတ်မှတ်ပါဒါမှသာလောကကြီးကတင့်ကိုနေရာပေးလာမှာဖြစ်ပါတယ်လူတွေတင့်ကိုအလေးမထားရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တင့်ရဲ့ကိုယ်ပိုင်စံနှုန်းမရှိတာကြောင့်ပါပဲလူတော်များများဟာလူချစ်လူခင်ပေါ့ချင်တဲ့စိတ်နဲ့ဘသူကကိုယ့်ပေါ်ဘလို့ပဲရန်ဆိုင်ဆက်ဆံပါစေဘလို့ပဲစနောက်ပါစေပြန်မပြောပဲအောင်ဤတီးခံတတ်ကြပါတယ်တငယ်ချင်းတွေပဲလီရပါတယ်ဆိုတဲ့အသွေးမျိုးနဲ့ကိုယ့်ရဲ့စိတ်ထံရကိုဖုံးကွယ်ထားတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့တင်ကတင့်ကိုလာထီးတဲ့လက်တွေကိုမပုတ်ထုတ်တဲ့၍လူတွေကတင့်ကိုဆက်ပြီးနှိမ့်ဆက်နေအောင်မှာပါပဲတင်ကဘယ်အရာကိုလက်ခံနိုင်နေဘယ်အရာကိုလက်မခံနိုင်ဘူးဆိုတာကိုတိတိကျကျစီးမတားထားရင်လူတွေကတင့်ကိုဖျားတစ်ချက်လိုပဲနင်းဖြတ်သွားကြပါလိမ့်မယ်ဒါအပြင်စကားများလုံးချင်းကလည်းတင့်ရဲ့တန်ဖိုးကိုကျဆင်းစေတဲ့အချက်တစ်ခုပါပဲတင်ကလူတိုင်းကိုကိုယ့်အကြောင်းတွေလိုက်ပြောနေမယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုအချိန်မရွေ့ထုတ်ပြနေမယ်ဆိုရင်လူတွေကတင့်ရပေါ်သိချင်စိတ်မရှိတော့သလိုလေးစားမှုလည်းလျော့လဲသွားတတ်ပါတယ်ပညာရှိတွေပြောလို့ရှိတာကစကားနည်းခြင်းဟာအင်အားတရပဲတဲ့တင်ကလိုအပ်တဲ့အချိန်မှာပဲထိမိစကားပြောတတ်မယ်ဆိုရင်တင်ပါဇက်ကထော်တဲ့စကားလုံးတိုင်းဟာတစ်ဖက်လူအတွက်အလေးအနက်ထားစရာဖြစ်လာပါလိမ့်မယ်အမြဲတမ်းပေါ့ပြက်ပြောဆိုနေတဲ့သူရဲ့စကားကိုဘသူကမှအရေးတူနာမထောင်ကြပါဘူးနောက်ထပ်အရေးကြီးတဲ့အချက်ကတော့တင့်ရဲ့အရေးချင်းပါပဲလောကကြီးကအရန်ရက်ဆက်ပါတယ်တင်ကတခြားသူတွေအတွက်သစုံတရာအကျိုးမပြုနိုင်ဘူးတင့်စီမှာအားကိုးလောက်တဲ့အရေးချင်းတစ်ခုခုမရှိဘူးဆိုရင်လူတွေကတင့်ကိုအလိုလိုနေရင်အစွန်းဖျားကိုပို့ထားတတ်ကြပါတယ်
ဒါကရုပ်ရည်နဲ့လုံးဝမဆိုင်ပါဘူး။တင်ကအလုပ်တစ်ခုကိုကျွမ်းကျင်လုပ်နိုင်နေတင့်စီမှာသူများနဲ့မတူတဲ့အသိဉာဏ်ရှိတယ်ဆိုရင်တင်ဟာလူအုပ်ထဲမှာဘလောက်ပဲထောင်းကန်နေပါစီလူတွေကတင့်ကိုရှာဖွေပြီးအလေးထားကြမှာပါကိုပြုစုပြောထောင်ဖို့ပြက်ကွာနေတဲ့သူဟာလူအဖွဲ့အစည်းရဲ့အလေးထားမှုကိုခံရဖို့ခဲရင်ပါတယ်ကျွန်တော်တို့ဟာတခါတလေမှာကိုယ့်ရဲ့ပျော့ညံ့မှုကိုသဘောကောင်းခြင်းလို့ခေါင်းစဉ်တက်ပြီးကိုညာနေတတ်ကြပါတယ်တကယ်တမ်းတော့သဘောကောင်းတာနဲ့ပျော့ညံ့တာဟာတခြားစီပါသဘောကောင်းတဲ့သူဟာအမှားနဲ့အမှန်ကိုခွဲခြားသိတယ်လူအိုက်နဲ့ညင်းဆန်ရတဲ့တတ်သိရှိတယ်ပျော့ညံ့တဲ့သူကတော့တစ်ဖက်လူစိတ်ဆိုးမှကိုကောက်လူအမြဲတမ်းဝတ်သွားနေတတ်ပါတယ်အဲ့ဒီလိုလူစားမျိုးကိုလူတွေကအတုံးချဖို့ပဲစဉ်းစားကြပါတယ်ဒါကြောင့်တင်းဟာလူတွေကြားထဲမှာဂုဏ်သိက္ခာရှိရက်တင်ချင်တယ်ဆိုရင်တင်းရဲ့အသွေးစိတ်ကကြောက်ရွံ့မှုတွေကိုအရင်ဆုံးတတ်ပြရပါမယ်တင်းကိုယ်တိုင်ကတင်းကိုလေးစားမှုအပြည့်နဲ့ရက်တီပြလိုက်တဲ့နေ့မှာကဘာကြီးကတင်းကိုစတင်အတိမှတ်ပြုလာပါလိမ့်မယ်အခုပြောသွားတဲ့အချက်တွေကတင်းဘဝအတွက်လက်တွေ့ကြားတဲ့ပြောင်းလဲမှုတွေဖြစ်လာမှာပါနောက်ထပ်လူတွေတင့်ရပေါ်အမြင်ဆောင်စေတဲ့သို့မဟုတ်အလေးမထားမိစေတဲ့အချက်ကတော့တောင်းပန်လွန်ခြင်းပါပဲတခုခုဆိုရင်ကိုအမှားမဟုတ်ဘဲနဲ့အားနာလို့ဆိုတဲ့စိတ်နဲ့တောင်းပန်ပါတယ်လို့ခဏပြောတတ်တဲ့အကျင့်ဟာတင့်ရဲ့ယုံကြည်မှုကိုဖျက်ဆီးပြပါတယ်အမြဲတမ်းတောင်းပန်နေတဲ့သူဟာတစ်ဖက်လူရဲ့စိတ်ထဲမှာအမှားလုပ်ထားတဲ့သူဒါမှမဟုတ်ကိုမလုံခြုံတဲ့သူလို့အလိုတတ်မှတ်ခံလိုက်ရပါတယ်တကယ်တော့တောင်းပန်စကားဆိုတာတန်ဖိုးရှိတဲ့အရာပါဒါပေမဲ့အလားကားရတဲ့ပစ္စည်းတစ်ခုလို့နေရာတကာမှာလှောက်သုံးနေမယ်ဆိုရင်တင့်ရဲ့ဂုဏ်သိက္ခာဟာလည်းအဲ့ဒီစကလုံးတွေနဲ့အတူပေါ့ပြတ်သွားပါလိမ့်မယ်အမှားလုပ်မိမှတောင်းပန်မှာကြံတဲ့အချိန်မှာတော့ယုံကြည်ချက်ရှိနဲ့ရဲဝံ့ပဲရက်တီပါနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အတင်းအဖျင်းပြောခြင်းပါပဲတင်ဟာတခြားသူတွေရဲ့မကောင်းကြောင်းကိုတယောက်နဲ့တယောက်လိုက်ပြောနေတတ်သူဆိုရင်လူတွေကတင်းရှိမှပြုံးပြနေပြီမဲ့တင့်ကိုဘယ်တော့မှအလေးမထားမှာမဟုတ်ပါဘူးသူဟာတခြားသူအကြောင်းကိုငါ့ကိုပြောပြနေရင်ငါအကြောင်းကိုလည်းတခြားသူကိုပြောမှာပဲဆိုတဲ့တန်တရားစိတ်ကလူတွေရဲ့ရင်ထဲမှာအမြဲတမ်းရှိနေမှာပါအတင်းပြောတတ်သူဟာယုံကြည်ရတဲ့သူစီးရင်ထဲကနေအမြဲတမ်းပယ်ထုတ်ခံရပါတယ်တင်ကလူတွေရဲ့လေးစားမှုကိုရချင်တယ်ဆိုရင်ကိုယ့်ရဲ့နှုတ်ထွက်စကားကိုအမြဲတမ်းစောင့်စည်းရပါမယ်တခြားသူရဲ့အောင်မြင်မှုကိုဝမ်းမြောက်ပေးနိုင်ပြီးအရှုံးကိုစာနာပေးနိုင်တဲ့သူဟာမှတကယ်အဆင့်တန်းရှိတဲ့သူပါနောက်တစ်ချက်ကတော့စိတ်ခံစားချက်ကိုမထိန်ချုပ်နိုင်ခြင်းပါပဲအသေးအဖွဲကိစ္စလေးနဲ့ဒေါသထွက်တာဝမ်းနဲ့ပြတတ်တာဒါမှမဟုတ်ပျော်လွန်းပြီးဂတိတွေလှုပ်ပေးတတ်တာဟာတင့်ကိုပေါ့ပြက်နိုင်တဲ့သူလို့ထင်စေပါတယ်စိတ်ခံစားချက်နှောက်ကိုလိုက်နေတဲ့သူဟာကိုယ့်ဘဝကိုကိုယ်တိုင်မထိန်ချုပ်နိုင်သူလို့လူတွေကမြင်ကြပါတယ်တည်ငြိမ်တဲ့ရေပြင်ဟာနှရှင်းတယ်လို့ပဲတည်ငြိမ်တဲ့စိတ်ထားရှိတဲ့သူဟာလည်းလူတွေကြားမှာခန့်ညားထဲဝနေတတ်ပါတယ်တင်ဘလောက်ပဲစိတ်လှုပ်ရှားနေပါစေအပြင်ဘက်မှာတည်ငြိမ်နဲ့စင်ကျင်တုံတရားရှိတုံပြန်တတ်ဖို့လေ့ကျင့်ယူရပါမယ်အဲ့ဒီလိုတည်ငြိမ်မှုထားမဲ့တင့်ကိုလူအများကြားမှာထင်ပေါ်စေမှာပါလူလေတင့်ကိုအလေးမထားတာဟာတင်မှာရီမန်းချက်မရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်ကိုဘာဖြစ်ချင်မှမသိဘာလုပ်လို့လုံနေမှမသိပဲနေ့စဉ်ရက်ဆက်လွန်းမျိုးနေတဲ့သူကိုဘသူကမှအားမကြမှာမဟုတ်တလို့အလေးထားမှလည်းမဟုတ်ပါဘူးတင်မှာခိုင်မာတဲ့ဝါဒနာတစ်ခုသူမဟုတ်စူးစမ်းနေတဲ့အလုပ်တစ်ခုရှိနေတဲ့အခါတင့်ရဲ့မျက်လုံးတွေကတောက်ပနေပါလိမ့်မယ်အဲ့ဒီလိုတက်ကြွနေတဲ့စွမ်းအားကြောင့်ပဲလူတွေကတင့်စီဆွဲဆောင်လာစေတာပါတင်ကကိုယ့်ဘဝကိုတန်ဖိုးထားပြီးရှေ့ကိုတက်လှမ်းနေရင်လောကကြီးကတင့်ကိုတွန်းတင်ပေးပါလိမ့်မယ်တင်ဟာဘသူနောက်မှလိုက်နေစရာမလိုပါဘူးကိုလန်းကိုရှော့နေုံတန်းနေပင်တင်ဟာဆွဲဆောင်မှုအပြည့်ရှိနေမှာပါဒီအချက်ဒီကိုစင်ကျင်ကြည့်ရင်တင့်ကိုလူတွေဘာကြောင့်လစ်ရှုခဲ့တယ်လဲဆိုတာရှင်းလင်းမြင်လာပါလိမ့်မယ်နောက်ထပ်လူတွေတင့်ကိုအလေးမထားရတဲ့အဓိကအချက်ကတော့တင့်မှာကိုယ်ပိုင်ရက်တီချက်မရှိတာကြောင့်ပါပဲလူအများစုဟာအငင်းပွားရမှာကိုကြောက်တာကြောင့်ဖြစ်စေလူရဝင်ခြင်းကြောင့်ဖြစ်စေသူများပြောသမျှကိုဟုတ်ပါတယ်မှန်ပါတယ်လို့လိုက်ရောင်တတ်ကြပါတယ်ကိုမကြိုက်တဲ့အရာကိုတော့သူများမျက်နှာကြည့်ပြီးကြိုက်တဲ့အောင်စောင့်နေတတ်ကြပါတယ်
အဲ့ဒီလိုလူမျိုးကိုလူတွေကအယုတ်တယုတ်လိုပဲတတ်မှတ်လိုက်ကြပါတယ်။တင်းလာကိုပိုင်အယူဆမရှိတဲ့အခါတင်းဟာလူအုပ်ကြီးထဲမှာပျော်ဝင်သွားပြီးဘသူမှသတိမထားမိတဲ့တာမန်လူတစ်ယောက်ထဲမပိုတော့ပါဘူး။တင်းကအမှန်တရားအတွက်ရဲရဲဝံ့ဝံ့ရက်တီးပြလိုက်တဲ့အခါတင်းကိုမုန်းတဲ့သူရှိလာနိုင်ပေမဲ့တင်းကိုလေးစားတဲ့သူကတော့အသေးအချာပေါ်လာပါလိမ့်မယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အတီးမတီးချင်းပါပဲ။တင်းရတဲ့ဂတိလေးတွေကအစတင်းဟာပေါ့တန်းတန်းသဘောထားပြီးဖြတ်စည်းနေမယ်ဆိုရင်တင်းရဲ့ဂုဏ်ရိခါအမှတ်ဟာတုံညဖြစ်သွားပါလိမ့်မယ်။မနှက်ဖြန်ဖုံးဆက်မယ်လို့ပြောပြီးမဆက်တာအချိန်မှန်လာဟဲ့မယ်လို့ပြောပြီးနောက်ကျတာမျိုးတွေဟာတင်းကိုလူယုံမကြည်ရတဲ့သူအဖြစ်တစိတ်ကတ်လိုက်တာပါပဲ။လူတွေကတင်းပြောတဲ့စကားကိုအလေးမထားတော့တာဟာတင်းစကားတွေကတန်ဖိုးမရှိတော့လို့ပါ။တင်းဟာပြောတဲ့အတိုင်းလို့ပြောတဲ့သူဂရိတီးတဲ့သူချစ်လာတဲ့နေ့မှာတင်းရဲ့စကားလုံးတိုင်းဟာကြောက်စာပေါ်မှာရေးသလိုအလေးနဲ့ရှိလာပါလိမ့်မယ်။လူတွေကတင်းကိုအလိုလိုနေရင်လေးစားလာကြပါလိမ့်မယ်။ဒါအပြင်အမြဲတမ်းညီးညွတ်နေခြင်းကလည်းတင်းရဲ့ဆွဲဆောင်မှုကိုဖျက်ဆီးတဲ့အချက်ပါ။တင်းမှာရှိတဲ့ပြဿနာတွေကိုလူတိုင်းကိုလိုက်ပြောနေတာကံကြမ္မာကိုပဲအဖြစ်တင်နေတာဟာတင်းကိုစွမ်းအင်နေတဲ့သူ low energy person တယောက်ဖြစ်စေပါတယ်။လူတွေဟာစိတ်သက်ခွန်အားပြီးနိုင်တဲ့သူအကောင်းမြင်တတ်တဲ့သူအနားမှာပဲနေချင်ကြတာပါ။တင့်စီကနေအစိုးမြင်တဲ့စွမ်းအင်တွေပဲထွက်နေမယ်ဆိုရင်လူတွေကတင့်ကိုအဝေးကနေရှောင်သွားကြပါလိမ့်မယ်။တင့်ရဲ့အခက်အခဲတွေကိုတိတ်တဆိတ်ဖြေရှင်းပါ။အောင်မြင်မှုကိုတော့ဟိဟန်မပါပဲပြတာပါ။အဲ့ဒီလိုတည်ငြိမ်တဲ့ရင်းချက်မှုဟာလူတွေကိုတင့်စီဆွဲဆောင်နိုင်တဲ့အကြီးဆုံးလက်နက်ပါပဲ။နောက်ဆုံးတစ်ချက်ကတော့သူတစ်ပါးကိုအလွန်အကျွမ်းအကဲဖြတ်ခြင်းပါ။တင်ကလူတွေကိုအမြဲတမ်းဝေဖန်နေမယ်အပြစ်ရှာနေမယ်ဆိုရင်လူတွေကတင့်အနားမှာနေရတာကိုစိတ်မလုံးကြုံသလိုခံစားရပါလိမ့်မယ်။လူတယောက်တဲ့တန်ဖိုးဆိုတာသူတစ်ပါးကိုဘလောက်လေးစားသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။တင်ကလူတိုင်းကိုတန်းတူရည်တူတန်ဖိုးထားဆက်ရှင်တတ်မယ်ဆိုရင်သူတို့ကလည်းတင့်ကိုပြန်လဲတန်ဖိုးထားပါလိမ့်မယ်။လူတွေတင့်ကိုအလေးမထားတာဟာယုံမြေကြောင့်မဟုတ်ပဲတင့်ရဲ့အတွင်းစိတ်နေထိုင်မှုနဲ့တင်ပြထားတဲ့လူရက်တွေကြောင့်သာဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့အချက်တွေကိုတေချာစဉ်းစားပြီးပြုပြင်ကြည့်မယ်ဆိုရင်တင့်ဘဝဟာအန်အောစရာကောင်းလောက်အောင်ပြောင်းလဲသွားမှာပါ။ နီးခုံကျုပ်အနေနဲ့ပြောရရင်လူတွေတင့်ကိုအလေးမထားတာဟာတင့်ရဲ့ယုံကြည်တွင်ပြီးနဲ့လုံးဝမဆိုင်ပါဘူးတကယ်တော့ဒါဟာတင့်ရဲ့တန်ဖိုးကိုဘလို့တတ်မှတ်ထားတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်တာပါတင့်ကိုယ်တိုင်ကတင့်ကိုတင်တန်ဖိုးမထားသေး၍ဘသူကမှတင့်ကိုတန်ဖိုးထားတာမှမဟုတ်ပါဘူးလောကကြီးကတင့်ကိုဆက်ဆံတဲ့ပုံစံဟာတင်ကိုယ်တိုင်တင့်ကိုတင်ဆက်ဆံတဲ့ပုံစံကိုကြည့်ပြီးတင်ဖေးလိုက်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ဒါကြောင့်အခုကစပြီးတင့်ရဲ့အတွင်းစိတ်ကိုပြန်လဲပြင်ဆင်ပါ။လူတိုင်းကိုအလိုလိုက်နေတာတွေရပ်လိုက်ပါ။မလိုအပ်တဲ့နေရာမှာတောင်းပန်တာတွေအားနာတာတွေကိုရှော့ချပါ။တင့်မှာခိုင်မာတဲ့မူဝါဒနဲ့ရည်တည်ချက်ရှိပါစေ။လူတွေရဲ့လေးစားမှုကိုရဖို့ဆိုတာတခြားသူတွေရဲ့နောက်ကိုလိုက်နေဖို့မဟုတ်ပါဘူး။ကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်နေဖို့ပဲဖြစ်ပါတယ်။သင်ဟာကိုယ့်ရဲ့အရေးချင်းကိုမြင့်တင်နေမယ်။ကိုယ့်ရဲ့အချိန်ကိုအကျိုးရှိရှိအသုံးချနေမယ်။ကိုယ့်ရဲ့စကားကိုတီးအောင်နေမယ်ဆိုရင်သင်ရဲ့ဩဇာဟာအလိုလိုတိုးတက်လာပါလိမ့်မယ်။အဲ့ဒီအခါမှာသင်ကလူအုပ်ကြားထဲမှာတိတ်တဆိတ်ထိုင်နေရင်တောင်မှလူတွေကသင်ရဲ့တည်ငြိမ်မှုနဲ့ရင့်ကျက်မှုကိုခံစားမိပြီးသင်ကိုအလေးနက်ဆက်ဆံလာကြပါလိမ့်မယ်။ဒါဟာရုပ်ရည်ထက်ပိုမိုခိုင်မာတဲ့ဘယ်တော့မှပြည့်ပြည့်မသွားတဲ့စစ်မှန်တဲ့ဆွဲဆောင်မှုပါပဲကျွန်တော်တို့အားလုံးဟာပြီးပြည့်စုံတဲ့သူတွေမဟုတ်ကြပါဘူးဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုသိပြီးပြူပြင်ဖို့ကြိုးစားတဲ့သူဟာလေးစားဖို့အကောင်းဆုံးသူဖြစ်ပါတယ်အခုကျွန်တော်ပြောပြသွားတဲ့အချက်တွေကိုလက်တွေ့ဘဝမှာတကယ်ကျင့်သုံးကြည့်ပါချက်ချင်းကြီးမပြောင်းလဲနိုင်ရင်တောင်တစ်ချက်ချင်းစီကိုတတိထားပြီးပြင်ဆင်သွားမယ်ဆိုရင်ရက်အနှဲငယ်ရင်းမှာပဲပတ်ဝန်းကျင်ကတင့်ကိုဆက်ဆံတဲ့ပုံစံပြောင်းလဲလာတာကိုတင်ကိုယ်တိုင်တိတိတတ်တာမြင်တွေ့ရပါလိမ့်မယ်ကိုယုံကြည်ပါတင်မှာတခြားသူတွေနဲ့မတူလဲထူးခြားတဲ့တန်ဖိုးတွေရှိနေတယ်ဆိုတာကိုအမြဲတတိရပါအဆုံးသတ်မှာတော့တတိပေးချင်တာကလောကမှာလူတိုင်းရဲ့အချစ်ကိုရဖို့မကြိုးစားပါနဲ့
လူတိုင်းရဲ့အလေးထားမှုကိုရဖို့လည်းမမျှော်လင့်ပါနဲ့အဆင့်အတန်းရှိတဲ့သူတွေရဲ့လေးစားမှုကိုရဖို့ကသာအဓိကပါသင်ဟာဂုဏ်သိက္ခာရည်ရက်တည်နေရင်သင်နဲ့ထိုက်တန်တဲ့လူတွေကသာသင်အနာကိုရောက်လာပါလိမ့်မယ်သင်ဘဝကိုသင်ကိုယ်တိုင်ပဲထိန်းချုပ်ပါသင်ဟာရိုးရေးကြောင့်မဟုတ်ဘဲသင်ရဲ့အရေးချင်းနဲ့စိတ်ထားကြောင့်တောက်ပနေတဲ့သူတစ်ယောက်ဖြစ်ပါစေဒီဗီဒီယိုလေးကသင်ကိုအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်စိတ်သက်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါဘူးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ